ပန်ဟိုင်းတန့်စင်တန့်လုံးမောင်ဆောင်ဆောင်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးမှာတော့ချင်းတွင်းထက်ပိုင်းရန်နီဒေတာနောင်ရင်ကြေးရွာရဲ့ငါဆောင်ချင်းကလေးအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာဒီဒေတာလုံးမှာထူးခြားဆုံးနဲ့လူရင်အားအများဆုံးငါဆောင်ကြတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာနောင်ရင်ကြေးရွာဟာချင်းတွင်းထက်ပိုင်းရှမ်းနီဒေတာရဲ့ကံဝင်ပြတ်ဆက်ဖြစ်တဲ့မောင်နောင်ရမ်းနဲ့နတ်ခမ်းပေါ်ပြတ်ဆက်တဲ့ကမင်းသားဖြစ်သူမောင်နောင်ရမ်းရဲ့စာတိမွေးရမည်လည်းဖြစ်ပါတယ်ခင်ဗျာငါဆောင်ပွဲတော်ဇာရောက်ဆင်နွှဲကြတဲ့ဒေသအသီးသီးမှာပုဂ္ဂိုလ်များဟာငါဆောင်ပွဲတော်အတွက်ငါဆောင်ပွဲတော်မတိုင်မီကပင်မိမိတို့ရဲ့ငါဖမ်းမဲ့ဆောင်းများကိုရက်လုပ်ပြီးတော့ဆင်သင့်ဖြစ်နေကြတာလည်းဖြစ်ပါတယ်ခင်ဗျာငါဆောင်ကြတဲ့အခါမှာဒေသအလိုက်ကြေးရွာအသီးသီးမှနေပြီးတော့အပြိုင်အဆိုင်ငါရှာဖွေကြတာလည်းဖြစ်ပါတယ်ဒီငါဆောင်ပွဲတော်မှာလူငယ်လူရွယ်တက်ကြီးရွယ်ဦးများပါမကြမ်းဝိုင်းဝန်းပြီးဆင်နွှဲကြတာပါငါရသည်မရသည်မှာအတိကမဟုတ်ပဲရိုးရာဒလေးတစ်ခုအဖြစ်ပါဝင်ဆင်နွှဲရသည်ကသာလျှင်အတိကဖြစ်နေပါတယ်အဲ့ဒီငါဆောင်ပွဲတော်ကိုလူပေါင်းရရှိပြီးဝင်ရောက်ဆင်နွှဲကြပါတယ်နောက်လာမယ့်နှစ်တွင်မှာလည်းရှမ်းနီဒေသရဲ့ရိုးရာပွဲတော်တစ်ခုအဖြစ်ဆောင်ရွက်နိုင်ရန်ကြိုးစားရရှိပါတယ်ခင်ဗျာ